မင်းချက်သေးတာတော့အမှန်ပဲအမေရဲ့ခလုတ်တိုက်မိလို့ရောင်မိရင်တောင်အမေလို့ခေါ်မိနေတော့အစင်မပြေတဲ့အခါတိုင်းမှာလည်းအမေအိမ်ကိုပဲပြန်လာခြင်းနဲ့ရုပ်တွေသာရင်းလာတာစိတ်တွေကအခုထိမင်းချက်သေးဘူးအမေရဲ့တခုခုဆိုရင်အမေကိုတန်းတနေမိတော့